ညီလာပါရှင်ညီမနာမည်ကတော့နှစ်ထည့်အယုလေးဖြစ်ပါတယ်ညီမဒီ NEHU program ကိုတွေ့လိုက်တာနဲ့ပေါ့နော်စိတ်ဝင်စားသွားတယ်step by program တွေ့လိုက်တာနဲ့စိတ်ဝင်စားသွားတယ်နောက်ကြလို့ရှိရင်ညီမတို့ရဲ့ဒီရေစွမ်းအရေးအမြင့်တွေပေါ့နော်စာနယ်ရေးခါရီအဲ့ဒါတွေကိုဘယ်လိုတိုးတက်အောင်လုပ်မလဲဘယ်လိုနည်းလေးနဲ့ပဲပေါ့နော်ရေဆိုလို့ရှိရင်လည်းတက်ရှင်ရေပေါ့နော်နောက်ပြီးလို့ရှိရင်လည်းစာနာရိတ်ခါတွေကိုဘယ်လိုတိုးပွားအောင်ဘယ်လိုတိုးတက်အောင်ဘယ်လိုနေလဲတွေနဲ့လောက်ဆောင်မလဲပေါ့နော်နောက်ပြီးတော့ environment ပေါ့နော်ပတ်ဝန်းကျင်ကိုဘယ်လိုကောင်းအောင်လုပ်မလဲပတ်ဝန်းကျင်ကောင်းမှလည်းညီမတို့တွေကကိုယ်တိုင်ကပို့ပြီးနေလို့ထိုင်လို့ကောင်းမယ်ပေါ့နော်နောက်ပြီးကြလို့ရှိရင်လည်းဒီ traffic ပေါ့နော်traffic ရင်ကုန်မှာဆိုလို့ရှိရင်လည်းကားတွေတအားကျက်တယ်ကားနေထွက်လာတဲ့မိခိုးငွေတွေကနေပြီးတော့ညီမတို့ရဲ့အသက်ရှူလျင်ကြဖို့ပေါ့နော်အစီအမပြေဖြစ်စီတယ်ပေါ့နော်ဒါတွေနောက်ကြလို့ရှိရင်ရေမြောက်ရေထဲကိုအမိုက်တွေပြေးချတာတွေပေါ့နော်ဒီလိုမျိုးတဘာပတ်ဝန်းကျင်ကိုဘယ်လိုထိသိမ်းလဲတစ်ပီတွေစိုက်ကြလို့ဘာလို့ထိသိမ်းလို့တော့ရတယ်ပေါ့နော်အဲ့လိုမျိုးဒီလိုစွမ်းရည်အရေးမြင့်တွေကိုတိုးပွားလှုပ်ဆောင်ရင်းညမှာတတက်တအားနေပြီးတော့ပါဝင်ချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေဒီ program လေးကိုရှောက်ပြခဲ့တာပါ